မတန်ဆွမ်းပရိသတ်တို့ကိုအခုလိုဆက်ဆံမိလို့လူပြောများသွားတဲ့ May Grace မင်္ဂလာပါပရိသတ်များရှင် May Grace ဟာအရင်တုန်းကလည်းလူကြိုက်များတာမှန်ပေမဲ့အခုနောက်ပိုင်း Miss ဝင်ပြိုင်ပြီးခါမှစမ်းပိုတက်ပြီးတော့နှစ်ဆလာလူကြိုက်များလူသိများလာလည်းဖြစ်ပါတယ်ထုံးစံအတိုင်းပဲနာမည်ကြီးလာတဲ့သူကိုဆိုရင်အားလုံးကမျက်ခြေမပြတ်စောင့်ကြည့်တတ်ကြပြီးတော့ဘာလို့ဘာကဝေဖန်ချင်ကြတာများပါတယ်ဒါပေမဲ့ May Grace လိုက်တဲ့အခုလိုရက်လေးကတော့ဝေဖန်ဖို့မပြောလေနဲ့ဟေဂျာရီတောင်သူမကိုချစ်သွားစေတဲ့အထိဖြစ်ခဲ့တာပါ May Grace ဟာသူမကိုအရင်တွေ့ချင်နေတဲ့သူမရဲ့အမကပရိသတ်လေးပိုလီယိုအကျော်ဆွဲနေတဲ့ဒီမျိုးသမီးစီကိုတကူးတကကိုယ်တိုင်သွားပေးခဲ့ပြီးတော့အနားမှာအကြာကြီးနေကဖတ်ထားလိုက်အားပေးစကားတွေပြောလိုက်တဲ့ဓာတ်ပုံတွေလည်းအတူတူတွဲရိုက်ပေးခဲ့ပါတယ်။ပိုလီယိုဖြစ်နေလို့အကျော်ဆွဲနေလို့မတူသလိုမတန်သလိုဆက်ဆံမဲ့အထဲမှာ May Grace လုံးဝမပါပါဘူး။တာမန်လူတွေထက်တောင်သူမကပိုလို့တနာကိယူနာတက်နေပြီးတော့တကယ်ကိုနွေ့နွေ့ထွေးထွေးဖက်လဲတကင်းနဲ့နှုတ်ဆက်စကားပြောနေရပါ။လူတွေအလုံးကလည်းအဲ့ဒါကိုမြင်ပြီးမှ May Grace ရဲ့စိတ်တက်လေးကိုအတော်သဘောကျသွားခဲ့ကြပါတယ်။သူမတကူးတကလုံးယူတာမျိုးမဟုတ်ဘဲနဲ့သူမရဲ့ပြူစင်လာတဲ့စိတ်ထားလေးကိုတကယ်ချီးကျူးစရာပါနော်။